စာမရတဲ့ကလေးတွေကစာမလိုက်နိုင်လို့မဟုတ်ပါဘူးသူတို့နဲ့ကိုက်ညီရဲ့စာချက်တွေကိုရှာမတွေ့သေးလို့ပါမင်္ဂလာပါရှင် Teacher Chris ပါ Teacher ကတော့ Focus ပေးတိတိကျကျသင်တဲ့အကြောင်းကို online ရောအပြင်မှာသင်တဲ့အကြောင်းအနေနဲ့ရောဖွင့်လှစ်သင်ကြားပေးရရှိပါတယ်ဒါအပြင် Teacher က Grade 4 တသားလေးရဲ့မမေဖြစ်တာကြောင့် G4 နဲ့သက်ဆိုင်တဲ့ဘာသာရပ်တွေကိုဖတ်ရမှတ်ရလွယ်ကူအောင်လို့ဆိုပြီးတော့ Teacher က AI နဲ့ဖန်တီးထားတာလေးတွေကိုမျှဝေပေးနေပါတယ်ဒါကို Teacher TikTok အကောင့်မှာရော YouTube မှာရောမျှဝေပေးလျက်ရှိပါတယ် Teacher ဒီလိုမျိုး AI ပုံလေးတွေနဲ့ဖန်တီးပေးထားတာဆိုတာ Teacher ရဲ့တသားကိုပေါ့နော်ပုံနဲ့စာကိုတွဲပြီးတော့မှတ်မိစေခြင်းလို့ပါဘာကြောင့်လဲဆိုတော့ Teacher တို့ရဲ့ brain system မှာဆိုလို့ရှိရင်အဓိကစာထက်ပုံကိုပို့ပြီးတော့မှတ်မိကြတယ်ပေါ့နော်ဥပမာ Teacher ပြောမယ်ဆိုရင်ပန်းရောင်စင်ကြီးကိုပြောလိုက်မယ်ဆိုလို့ရှိရင်စာသားအနေနဲ့မြင်လားပုံအနေနဲ့မြင်လား Teacher တို့ပုံအနေနဲ့ပုံမြင်တယ်အဓိကမြင်ကြတယ်ပေါ့နော်ပုံအနေနဲ့မြင်တာဖြစ်တဲ့အတွက် Teacher စာတက်တဲ့အခါမှာလည်းရုပ်ပုံကားချက်လေးနဲ့တွဲပြီးကြက်မယ်ဆိုလို့ရှိရင်တော့စာကိုပို့ပြီးတော့မှတ်မိလွယ်မယ်ပေါ့နော်ဒါကြောင့် Teacher က AI ပုံလေးတွေနဲ့ပေါ့နော်အကုန်လုံးဖန်တီးပေးထားခြင်းဖြစ်ပါတယ်ဒါအပြင် Teacher က Word Wall မှာလည်း game ပုံစံလေးဖန်တီးပေးထားတယ်ပေါ့နော်မိမိတို့လောက်ရမယ်လေ့ကျင့်ခန်းလေးတွေကို Word Wall မှာ game ပုံစံမျိုးအနေနဲ့ဖန်တီးပေးထားပါတယ်ဒါကအင်္ဂလိပ်ဘာသာဖြစ်ပါတယ် G4 အင်္ဂလိပ်ပါနော် G4 အင်္ဂလိပ်ကို Teacher နမူနာဒါစော့ပြပေးမယ်ပေါ့နော် game ပုံစံ This is Mimin blank is tall and blank is in grade 5 he လား she လား Mimin ဆိုတော့ Teacher တို့ he ပေါ့နော်ဒီလိုမျိုးလေးတွေ Teacher တို့လေ့ကျင့်ခန်းလေးတွေလုပ်လို့ရတယ်နောက်တစ်ခု share ပြမှာပေါ့နော်ဒီမှာဆိုလို့ရှိရင် singular နဲ့ plural ပေါ့နော် animals တွေရဲ့ singular နဲ့ plural ဒီမှာဆိုလို့ရှိရင် wolf ကဒါ singular ဒီဟာရဲ့ Teacher တို့ plural WOLVES wolf နော်ဒီဟာလေးတွေကိုဒါ type လုပ်ပြီးတော့လေ့ကျင့်လို့ရတယ်ပေါ့နော် pig ဆိုရင် PIGS pig ပေါ့နော်ဒီလိုလေ့ကျင့်ခန်းလေးတွေကို Teacher ကဒီ Word Wall မှာဖန်တီးပေးထားတယ်ဒါကို Teacher ကဘာသာဆောင်ပေါ့နော်ဒါအင်္ဂလိပ် Teacher မြန်မာနော်အင်္ဂလိပ်သင်္ချာလူမှုရေးသိပ္ပံဆိုပြီးတော့ဒီလိုလေ့ကျင့်ခန်းလေးနဲ့Teacher create လုပ်ပေးထားပါတယ်ရှင်ပြီးတော့ Teacher ကဒီဟာလေးကိုပေါ့နော်တိတိကျကျလေးဖန်တီးပေးတာအဓိကတော့ Teacher အသားလေးကိုရည်ရွယ်ပြီးတော့ဖန်တီးပေးထားပေါ့နော်ဒါပေမဲ့တယောက်တည်းအတွက်ဆို Teacher တေချာလေးလောက်ထားတာလေးကနှမျောဖို့ကောင်းတယ်အဲ့တော့အခြားကလေးလေးတွေလည်းသုံးကျင်တယ်ဆိုလို့ရှိရင်သုံးလို့ရအောင်ပေါ့နော် Teacher ကဒါပြန်လည်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်နောက်ပြီးတော့ကလေးလေးတွေစာသင်ပေးနေတဲ့မေမေတွေဆရာမတွေဆိုလို့ရှိရင်လည်းဒါလေးကိုကျမ create လုပ်ပေးထားတယ်ဒီ video လေးတွေပုံလေးတွေပေါ့နော်သင်ကြားရေး tools တစ်ခုအနေနဲ့အသုံးချနိုင်ပါတယ်ဒါလေးကိုကျမပြန်လည်မျှဝေခြင်းဖြစ်နေတယ် TikTok မှာဆိုလို့ရှိရင် link လေးလာတောင်းတဲ့လူရှိတယ် link လေးလာတောင်းလို့ဆိုရင် Teacher ဒီကို link တ link ချင်းစီဆိုလို့ရှိရင် Teacher ပို့ပေးရအဆင်ပြေတယ် link တွေကများလာတော့ပေါ့နော်သင်ခန်းစာတွေကများလာတော့ကျမတ link ချင်းစီ share ပေးဖို့ကြတော့အဆင်မပြေတော့ဘူးပေါ့နော်ဒီမှာ Telegram group လေးဖွဲ့ပေးထားတယ်အဲ့ Telegram group မှာ Happy Money လေးတွေနဲ့ပါဝင်နိုင်ပါတယ်ရှင်ဒီသင်ခန်းစာလေးတွေကိုလေ့လာခြင်းနဲ့ Telegram group မှာjoin ခြင်းနဲ့ဆိုလို့ရှိရင်ကျမကို comment ဒါမှမဟုတ် message ကနေပြီးတော့ဒါရပြီးပြောနိုင်ပါတယ်ရှင်အခုလိုဗီဒီယိုဆုံးဖြတ်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်